ရှုံးသွားပြီခုရှင်ကို Dragon Collar စနက်ကြီး Blazing ထပ်ပြောင်းမယ်နောက်တစ်ချိန် Dragon Collar စနက်ကြီး activate ဖြစ်သွားတဲ့အခါမှာပေါ်လာတဲ့ effect လေးကတော်တော်လှတာပဲဟုတ်ပြီအခုနောက်ထပ်လောက်ရမှာက Dragon Collar စနက်ကြီးထဲမှာရှိတဲ့တခြားတော့ Trizilla ဗဒန်းတို့ကိုကျွန်တော် short ထဲမှာရအောင်ရှာအောင်မှာဖြစ်ပါတယ်အဲ့ဒီ4ချက်တန်5ချက်တန် hero နှစ်ကောင်ကိုအကဲမရှာခဲ့ဘူးဆိုရင်ကျွန်တော်တို့ကအဆင့်4နဲ့5နဲ့မှာကျွန်တော်တို့ရှုံးအောင်မှာဖြစ်ပါတယ်ဒါကြောင့်အဲ့လိုဆိုရင်ကျွန်တော်ပွဲကိုလည်းဆက်ပြီးထိန်းနိုင်ဖို့ကမလွယ်တော့ဘူးအခုကို round မှာကျွန်တော်အမ Dragon Collar Synergy တွေ့တယ်အဲ့ဒါလိုချင်တယ်အဲ့ဒါယူမယ်ဟာမယူနဲ့လေဒုက္ခပဲဟာသွားပြီအဆိုင်အော်ရကပဲယူရတော့မယ်တချို့ red အမြင့်နေမှာကစားတဲ့ player တွေကတိတယ်လားကျွန်တော်တို့ဘယ်လို flow သွားနေတယ်ဘယ်လို synergy နဲ့သွားနေရဆိုတော့သူတို့ကတိတယ်အားကြောင့်လိုက်ပြီးတော့လမ်းမှာဝင်ရှုပ်တာကျွန်တော်လိုတဲ့ crystal ကိုသူကကြိုတိနေရဘာလို့သူကလိုက်ပြီးကြည့်ထားတယ်အဲ့လိုမျိုးအခုနေရာလေးတွေအနေငယ်ရွှေ့မယ်ဘာလို့လဲဆိုတော့ကျွန်တော်အလဲမှာနေရတာနည်းနည်းကြက်လာလို့ဒီဘက်ဘယ်ဘက်လေးကိုနည်းနည်းရွှေ့တယ်ပေါ့ဘယ်ဘက်မှာဝမ်ကြီးဘက်တူရဲ့နောက်တစ်ခုကွန်ဘိုလေးနဲ့ဆက်သွားအောင်ပွဲအသားနေဆိုတော့ကျွန်တော် short ထဲမှာ Kuframia လေးလိုက်ရှာလိုက်အောင်မယ်ပွဲရတော့ဇက်တိုက်ကို9တော့9ရယ်အဓိကတော့တိုက်ရွယ်ရှိကပ်ပေါ့ရှိကပ်တော်လှုပ်ဖြစ်တယ်ဟိုမှာလင်းပါတာတော့ကျွန်တော်တို့က AC ပဲဖြစ်နေတယ်ကူဖရာမီယာတက်လာတေးပြီးပြန်ရှင်းလာတယ်အဲ့တော့ကြောင့်2 star မီယာနဲ့2 star ကူဖရာရဲ့ combo ကဘယ်လောက်ကျန်လဲဆိုတာမိတ်ဆွေတို့ပြချင်တာပေါ့အခုကျွန်တော် Dragon Collar Synergy တဲ့က Trizilla ကျွန်တော်ရရှိပါပြီ Trizilla ရပြီဆိုကျွန်တော်နောက်လိုတာဗဒန်းလိုတယ်ဗဒန်းရရင်ရပြီရှာပြီအဲ့ဒီမှာကျွန်တော်ဘန်းမွန်3 star ရပါပြီ
ကူဖရာရတေးပြီးပြပြရှင်လာတာခဏခဏပဲအခုဆိုရင်ကစားပွဲမှာတော့3ယောက်ပဲကျန်တော့တယ်အခုလိုအခြေအနေမှာတချို့က9နိုင်နေတာပဲဆိုပြီးတော့နည်းနည်းလေးပေါ့တော့တာရှိတယ်ကစားတဲ့နှုံးကိုချပစ်လိုက်တယ်ကျွန်တော်အခုထိကျွန်တော်လိုချင်တဲ့ဟီရိုနောက်ဆုံးပဒန်းကိုကျွန်တော်အခုထိမရသေးဘူးအဲ့ဒါကြောင့်ကျွန်တော် short ထဲမှာရှာမယ်ကျွန်တော်ရဲ့3 star ဘဲမွန်ရတော့ချင်းတကောင်လို့လှည့်တယ်အခုဆိုရင်ကစားသမား2ယောက်ပဲကျန်တော့တယ်မကိုကိုရောင်းလာပြီ Dragon Collar စနက်ကြီးတွေ့ပြီပဒန်းလည်းတွေ့ပြီပဒန်းပဲယူလိုက်တော့မယ်ပဒန်း5ချက်တန်1 star ဟာဘယ်လောက်ထိကျန်လဲဆိုတာကျွန်တော်တို့ကြည့်ရတာပေါ့ဟန်ဆိုနဲ့ပဒန်းကိုနေရာချင်းလဲလိုက်မယ်ဟန်ဆိုကတော့မလို့တော့ဘူးရှော့ထဲမှာနည်းနည်းမှွေလိုက်အောင်မယ်ပဒန်းတွေ့ပြီဆိုတော့ပုံသူပွားတဲ့ crystal ရှိတယ်အဲဆိုရင်ပဒန်းက2 star ဖြစ်သွားပြီရှော့ထဲမှာကူရှင်နဲ့ Trizella ထပ်တွေ့ပြီကူရှင်2 star Trizella 2 star ဖြစ်သွားပြီအဲဆိုရင်ပွဲချီနေရအရန်ကိုတာနေတဲ့အတွက်နံပါတ်1ယူရတာတော့အားနာတယ်လို့ဖြစ်လာပြီenemy commander ဟာလေရတွေး17ပဲကျန်တော့တယ်ကူဖရာ level 3ဖြစ်သွားပြီဟာ Franco ရောမီယာရော level 3ဖြစ်သွားပြီဒါပေမဲ့ပွဲရစနေပြီဆိုတော့ထားရတော့ပွဲရတော့ပြီးသွားပါပြီကျွန်တော်အဆင့်1ဖြစ်သွားပြီနောက်ထပ်လာမယ့်ဗီဒီယိုတွေမှာ Commander Tiki ကိုသုံးပြီးဘယ်လို synergy ဘယ်လို flow တွေနဲ့ဆော့သွားမယ်ဆိုတာစောင့်ကြည့်ပေးပါအောင်လို့ပြောပြရစေအခုဗီဒီယိုက brother တို့အတွက်အဆင်ပြေရင် like subscribe ပြုလုပ်ပေးလို့ရပါတယ် see you next time of Magic Chess Go Go